ဘောလုံးသမိုင်းတစ်လျှောက်မှာလှပဆုံးဘောလုံးထိချုပ်မှု9ခုအကြောင်းပြောပြသွားမယ်နော်နံပါတ်5ကတော့ Phil Foden ပါ Premier League ပွဲတစ်ပွဲမှာပေါ့နော် Foden ကလေထဲကိုအရှင်ပြင်းပြင်းနဲ့ပစ်တင်လိုက်တဲ့ဘောလုံးကိုထိချုပ်လိုက်တာပါဒါကပေါ့ပေါ့လေးထိလိုက်တာမျိုးမဟုတ်ပါဘူးသူ့ရဲ့နီးစနစ်ပိုင်းအရေးသွေးဘယ်လောက်ကောင်းလဲဆိုတာကိုပြသသွားတာပါပဲသူဘာကြောင့် Man City ရဲ့အရေးချင်းအရှိဆုံးကစားသမားတွေထဲကတယောက်ဖြစ်လဲဆိုတာကိုတတ်သိပြလိုက်တာပေါ့နော်ဘောလုံးကသူ့စကားနားထောင်နေရတယ်လို့ပဲသူ့ရဲ့ထိချုပ်မှုကနောက်ထပ်ကစားကွက်ကိုပြည့်ပြည့်စုံအောင်ဖန်တီးပေးလိုက်တာပါနံပါတ်4ကတော့ Brazil မော်ဆီယာ Marcelo ပါ Real Madrid ကစားသမားဟောင်းဘဲနောက်ခံလူကကျွန်တော်တို့ကိုစစ်မှန်တဲ့မော်ဆန်တဲ့အခိုက်အတန့်တွေကိုပြသပေးခဲ့တာပေါ့သူ့ရဲ့ခြေပွားနဲ့ထိချုပ်မှုတွေကချောမွေ့တဲ့ကစားကွက်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာခန်းစစ်သမားတွေဆိုစက်တီသေးသွားရတာပါပဲထိချုပ်မှုတိုင်းကလှပပျော်ရွှင်စရာကောင်းပြီးထိရောက်မှုရှိခဲ့တာပါတကယ့်ကိုမျက်စိပသားတာဖြစ်စီတဲ့မြင်ကွင်းပါပဲနံပါတ်3ကတော့ Kuvija Kvaratskhelia ပါ PSG ရဲ့ဂျော်ဂျီယာကြောက်မြတ်ရတနာလေးကတစ်ချက်ထိန်ချုပ်လိုက်ရုံနဲ့ပွဲကိုပြောင်းလဲပြစ်နိုင်တဲ့အခြေအနေမျိုးကိုဖန်တီးပေးတတ်တာပါသူ့ရဲ့ထိန်ချုပ်မှုတွေကချက်ချင်းဆိုသလိုအခွင့်အရေးတွေကိုဖန်တီးပေးနိုင်ပြီးပရိသတ်တွေရောပြန်ဘက်တွေကိုပါအံ့အားသင့်သွားစေတာပေါ့ဒီလိုမှတ်သားစရာကောင်းတဲ့အခိုက်အတန့်လေးတွေကမှတ်ညံထဲမှာစွဲမြဲနေပြီးသူ့ရဲ့ထူးခြားတဲ့နီးစနစ်တွေကိုပေါ်လွင်စေတာပါပဲနံပါတ်2ကတော့ Pedri ပါဘာစီလိုနာရဲ့တည်ငြိမ်တဲ့ကွင်းလယ်လူကမယုံနိုင်စရာကောင်းလောက်အောင် AACC ကစားပြတတ်တာပေါ့သူကဘောလုံးကိုခြေဖုံးအားအပြင်ဘက်နဲ့ညင်းသားစွာထိန်းချုပ်ပြီးချက်ချင်းကိုဂိုးဖန်တီးပေးလိုက်တာပါထိလိုက်တိုင်းလွယ်လေးလိုပဲဖြစ်နေတာခက်ခဲတဲ့အခြေအနေတွေကိုတော့ပြီးပြည့်စုံတဲ့ပြီးပို့မှုတွေအဖြစ်ပြောင်းလဲပြစ်လိုက်တာပေါ့အချိန်ကိုက်ညီမှုနဲ့တိကျမှုပိုင်းမှာတကယ်ကိုအဖိုးတန်တဲ့သင်ခန်းစာပါပဲကဲအခုဆိုရင်တော့နံပါတ်1နေရာအတွက်ဘယ်သူကထိုက်တန်ပြီလို့ထင်လဲဗျကို့အဖီးလေးတွေကိုကော်မန့်မှာရေးပေးခဲ့ပါဦးနော်